မင်္ဂလာပါညစီခွာစာဆောင်မှာနှုတ်ခွန်းဆက်သပါရယ်ဒီဇင်ဘာလ31ရက်2025ခုနှစ်ပုံနှူနေ့ကျေးဇူးကိုခံသင့်သောသူတို့အားကျေးဇူးပြုရသောခွင့်ရှိနေမပြုဝဲမနေနေနတ်ဖြံမှာငါပြေးမိဟုမပြောနေတုတ်တန်ချမ်းခန်းကြီးသောခံငယ်20ခုကောင်းစဉ်ကကျေးဇူးဝဲတငယ်ချင်းများနှင့်ပြန်ရင်မတွေ့ဆုံရတာနှစ်ပေါင်း20မကတော့ပါမော်လမြိုင်ကောလိပ်မှာတူတူကပညာသင်ခဲ့ကြသောငယ်တငယ်ချင်းများနှင့်ပြန်၍တွေ့ဆုံရလေအလိုပျော်ရွှင်ရပါသည်အားလုံးပင်ဇရာအရေးအောက်သို့ရောက်ခဲ့ရပြီမို့ဟိုတုန်းကလိုလှလှပပချောချောမောမောမဟုတ်တော့လဲပျော်ရွှင်သောနှလုံးသားများနှင့်ခင်မင်မှုများကတော့ဖြူစင်နေစေဖြစ်ကြပါ၏တဦးကိုတဦးမေတ္တာနှင့်ဆက်ဆံ၍ဝမ်းမြောက်ကြပါ၏နော်အက်စတာဘော၏အိမ်မှာရှုဝေးကစကားများစွာသတိများစွာကိုပြောဆိုဖြစ်ကြပါသည်အချို့သောတငယ်ချင်းများကတော့လောကမှထွက်ခွာသွားကြပါပြီဒီထဲမှာကိုဖုံးမောင်တို့တငယ်ချင်းတွေဂျဲနက်ပီတာလိုတငယ်ချင်းတွေလည်းပါဝင်သွားပါ၏အမကြီးလိုပဲလေးစားရသောနော်ဖလော်ရင်ကကျောင်းမတော်ကနေအရန်ချူကြတာပဲခဏခဏစီးရုံတတိုင်းဂျဲနက်ပီတာကလိုက်ပြီးဆောက်ရှောက်ပေးတာနေ့ကိုအရန်စိတ်ပူပေးတာဂယုဆိုင်ပေးတာနေသတိမရဘူးလားမေးပါသည်တကယ်ပဲကျောင်းသားဘွားမှာကျမ်းမာရေးမကောင်းခဲ့သောကျွန်တော်သည်မကြာခဏစီးရုံတက်၍စီးရုံတတိုင်းတငယ်ချင်းဂျဲနက်ကလိုက်ပြီးစောက်အိပ်ပြီးပြုစုခဲ့မိပါသည်သူမ၏ကျေးဇူးအများကြီးရှိပါ၏သို့တော့သူမနေမကောင်းသောအခါကျွန်တော်မသိခဲ့ပါကြောင်းပြီးတော့အဆက်အသွယ်မရှိသဖြင့်သူမဆုံးသွားတာတော့ကျွန်တော်မသိလိုက်ပါမဲကလေးတစ်လုံးနှင့်လှပချုံမောသောမျက်နှာကလေးကျင်နာတနာတက်၍သူတစ်ပါးကိုကူညီတတ်သောတငယ်ချင်းအကောင်းစားသည်အခုတော့မရှိတော့ပါသူမကိုတုံ့ပြန်ကျေးဇူးဆက်ချင်တော့လဲအခွင့်မရှိတော့ပါကျေးဇူးပဲတငယ်ချင်းကိုပြောချင်ပေမဲ့သူမမကြားနိုင်တော့ပါဝမ်းနဲ့ယုံပဲရှိပါတော့သည်တကယ်တော့လောကမှာကျေးဇူးတင်စရာမိတ်ဆွေတွေအများကြီးရှိပါသည်ကျေးဇူးတင်မှုရဲ့နောက်မကျတဲ့မှာကျွန်ုပ်တို့ပေါ်မှာကောင်းတာတွေလုပ်ပေးသူတွေအများကြီးရှိပါ၏တုံ့ပြန်၍မေတ္တာပြဖို့ရန်မနှောင့်နှေးတဲ့မှာအချိန်လိုသွားသောအခါဝမ်းနဲ့ယုံမှတပါအခြားမရှိပါလောက်တတိပြုမိပါသည်တနေ့တာကာလပတ်လုံးဖျားသခင်ဆောက်ရှောက်ခဲ့ပြုစုခဲ့တာတွေကိုအောက်မေ့သောအခါယနေ့ကာလမှာတုံ့ပြန်ဖို့ရန်အကောင်းဆုံးအချိန်ပါပဲ2025ခုနှစ်နောက်ဆုံးသောနေ့ရက်များမှာဖျားရှင်ပြုတော်မူသောကျေးဇူးတော်နှင့်ဂရုဏာတော်တို့ကိုစင်ကြင်၍ကျေးဇူးပဲဖျားသခင်ကိုဆိုလျက်ဘုန်းတော်ထင်ရှားဖို့ကြိုးစားကြပါစို့အားလုံးဖျားသခင်ကောင်းချီးပေးပါစေ